Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ homemade ငရုတ်စီမွေးမွေးလေးပြုလုပ်နည်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဦးစွာပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ပါမယ်ကြက်တွန်ပြူငါးကြက်တာကိုဓာပြားရိုက်ပြီးတော့နှုတ်ဆင်းတာပဲဖြစ်ဖြစ်ကြိတ်ဆက်နဲ့ကြိတ်တာပဲဖြစ်ဖြစ်ပြုလုပ်ထားပေးပါမယ်ဒီတရုတ်မဆလာ၃မျိုးတည်းကရှောက်ကောလုံးကိုတော့အခွန်ခွာပြီးတော့အထဲကအဆန်လေးတွေကိုပဲအသုံးပြုရမှာဖြစ်ပါတယ်။စီချွမ်းပက်ပါကိုတော့ထုံစေးလို့လည်းခေါ်ကြပါတယ်။အဲ့ဒီ၃မျိုးလုံးကိုလော်ပြီးတော့ကြိတ်ပေးရမှာမို့အရင်ဦးဆုံးအနေနဲ့နေတော်မီးနဲ့မွေးလာတဲ့အထိလော်ပေးပါမယ်။လော်ပြီးရင်တော့အမုံဖြစ်တဲ့အထိကြိတ်ပေးရပါမယ်။ရလာတဲ့အမုံတွေကိုအိုးလေးတစ်လုံးထဲကိုပြောင်းထည့်ပေးပါမယ်။ငုတ်တီကြောက်ကိုတော့အဆက်ကြိုက်တယ်လို့လိုတိုးပိုလျှော့ထည့်သုံးပေးလို့ရပါတယ်။အသုံးပြုမဲ့ငုတ်တီကြောက်ကဆက်ဆက်လေးဖြစ်ရင်ပိုကောင်းပါတယ်။ငုတ်တီကြောက်ကိုခုနကကြိတ်ဆက်ကိုမစည်းဘဲနဲ့ပြန်သုံးပြီးတော့ကြိတ်ပါတယ်။ရလာတဲ့ငုတ်တီမုံတွေကိုလည်းခုနကအမုံတွေနဲ့ရောထည့်ပေးပါတယ်။စနွင်းမုံဇွန်းဝက်ခန့်ကိုလည်းထည့်ပြီးတော့အားလုံးရောမွေထားပါတယ်။အိုးတစ်လုံးထဲကိုစီမြများလေးထည့်ပြီးတော့ကြက်တွန်ပြူတွေကိုကြော်ပေးပါမယ်။မွေးပြီးတော့အယောင်နှဲငယ်ဝါလာပြီဆိုရင်တော့မီးပိတ်ပြီးတော့ဆက်မွေထားပေးပါတယ်။ပူရှိန်နဲ့တူတူကြွလာပြီဆိုရင်ငရုတ်တီမုံအရောတဲကိုစီလေးစွန်းစာလောက်စကားနဲ့စစ်ထည့်ပေးပါမယ်ထည့်ပြီးရင်ပြီးချင်းမဲ့ငရုတ်တီတွေမတူးစေဖို့အတွက်မွေပေးပါတယ်နောက်ထပ်စီ3စွန်းလောက်ကိုလည်းထည့်ပြီးတော့ပြန်မွေပေးပါမယ်ပြီးရင်တော့စီအားလုံးကိုလောင်းထည့်ပြီးတော့ခဏမွေပေးပါတယ်အနံ့ပုံမွေးစေဖို့နဲ့အယောင်ပိုလာစေဖို့အတွက်မီးဖိုပေါ်ကိုခဏတင်ပြီးတော့စူအောင်တည်ပေးပါမယ်တည်ထားတော့မှလည်းအဆက်မပြတ်မွေပေးနေရပါမယ်10 မိနစ်လောက်မွေပြီးတော့စူပြီးရင်မီးပိတ်ပြီးအပူရှိန်နဲ့ခဏဆက်မွေပေးပါမယ်အယောင်တက်လာပြီးတော့အနံ့လည်းရမ်းမွေးလာပြီဆိုရင်တော့အိုးကိုချလို့ရပါပြီကိုယ်တိုင်လောက်တာမို့လို့ငရုတ်တီးမို့အတွက်လည်းစိတ်ချရပြီးရေခဲတစ်တာတဲ့ထားစားမယ်ဆိုရင်1 လ 2 လလောက်ထားခံပါတယ်ကျန်နေတဲ့ကြက်တွန်ပြူကြော်တွေကိုတော့အိမ်မှာရှိနေတဲ့စီချက်ထဲကိုထည့်ပြီးတော့သုံးလို့ရပါတယ်ရှမ်းခောက်ဆွဲတို့တိုဟူးနွေးတို့နဲ့အရန်ကိုလိုက်ဖက်တဲ့အယောင်လားလားငရုတ်စီမွေးမွေးလေးကိုရရှိမှာမို့လိုအပ်တဲ့ချိန်မှာလှုပ်ရှားနိုင်မို့နီးလေးမျှဝေတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်